ကဲလောက်ရောက်နေတဲ့အမျိုးတို့အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့မှာပြောပြပေးချင်တာလေးကတော့ကျွန်တော်တို့ဒီအလုတ်ခေါ်လူပေါ့เนาะအလုတ်ခေါ်လူရဲ့အနေနဲ့အလုတ်ခေါ်တဲ့ form ဘယ်လိုဖြည့်ရမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ channel လေးဝင်လိုက်ပေါ့เนาะကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်ပင်ထောက်ထားပါတယ်။ပင်ထောက်ထားတဲ့နေရာမှာဒီမှာဒါအလုတ်ခေါ်ရန်ဒီမှာအမျိုးစုံရှိရပေါ့เนาะ application ကြော်ညာတဲ့ဟာတွေဘယ်လိုလုပ်တဲ့ဟာတွေပေါ့เนาะအောက်မှာလည်းကျွန်တော်ထပ်ပြီးတင်ထားပေးရရှိပါတယ်။ဒါလေးပင်ထောက်ပေးရမယ်เนาะဒါလေးပင်ထောက်ပေးရပါမယ်။အဲ့တော့ကျွန်တော်အလုပ်ခေါ်မဲ့လူအနေနဲ့ဒီဟာလေးကိုနှိပ်လိုက်ပါတော့ကလစ်ဟေးရအောင်ပြင် open ဆိုတာနှိပ်လိုက်မယ်ဒီနားမှာတစ်ခါကြာတတ်တယ်ပေါ့နော်အခုမကြာတော့ပြဿနာမကြာရင်တော့ဟိုမနေ့ကကျွန်တော်ပြောသလိုပဲဒီအပေါ်က open in chrome ဆိုတာလေးဖွင့်နိုင်ရပါတယ်အဲ့တော့အလုပ်ခေါ်မယ်ဆိုရဲဒီမှာပေါ့နော်အလုပ်မျိုးစားပေါ့အလုပ်မျိုးစားပိုင်းကိုမှဥမာ twin ခေါ်တာလားဒါမှမဟုတ်တန်ရှင်းခေါ်တာလားဒါမှမဟုတ်ဒီslot ဂိမ်းကုန်းကြီးခေါ်တာလားအဲ့လိုမျိုးပေါ့နော်ကိုခေါ်ချင်တဲ့အမျိုးအစားကိုထည့်ပေးပါကျွန်တော်ကတော့ဒါ slot ဖြစ်တဲ့အတွက်ကျွန်တော်ရှိဘူးslot ခေါ်တဲ့ပုံပေါ့နော် slot ပေါ့နော်အမျိုးအစားတော့ဟုတ်ပြီအခြေခံလစာတော့ကျွန်တော်တို့ရှိမှာဒါတော့3000ကနေစပြီးတော့ဒါအကျန်းပြင်းဟိုလောက်ရှိပေါ့နော်3000နဲ့ဒါကိုရှိရစကေးပုံမူတည်ပြီးတော့နည်းနည်းတော့ကွာတော့မယ်နော်3000နဲ့ဒါလည်း6000ကျားရှိရပေါ့နော်ဒါတော့โอเคလောက်ကန်မယ်နေရာပေါ့နော်ဒါကိုကဘယ်နေရာနေခေါ်ရလဲကျွန်တော်ဆိုရင်ဝါရှင်ကနေခေါ်ပေါ့နော်ဝါရှင်ထည့်လိုက်မယ်ဝါရှင်ကနေခေါ်တာဖြစ်ပါတယ်အဲ့တော့လွတ်ဖို့အတွက်ဘာလို့လဲဆိုရင်အဓိကတော့ကျွန်တော်တို့ရှိမှာလှုပ်ရှောက်မယ်ဆိုရင်တော့လူတွေအချက်ပေါ့နော်တခြားမှာတန်ရှင်းဆိုရင်ဘာလို့ရတဲ့မှာဖူးရင်ဆိုရင်ဘာလို့ရတဲ့အဲ့လိုမျိုးပေါ့ကျွန်တော်တို့ရှိမှာတော့ကျွန်တော်တို့ရဲ့အချက်လေးပြပြအောင်မယ်အင်္ဂလိပ်ကေပေါ့နော်English ကဒါအခြေခံနဲ့လဲလောက်ရှိဘူးကောင်းပါနော်အင်္ဂလိပ်အတင်းလိုပါတယ်အင်္ဂလိပ်အတင်းလိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘာလို့လဲဆိုတော့ computer ပေါ့နော် typing skill ကကျွန်တော်တို့ typing ကအနည်းဆုံးကျွန်တော်တို့30နဲ့အထက်ရှိရပါပေါ့နော် typing 30နဲ့အထက်ရှိရပါမယ် typing 30နဲ့အထက်ရှိရမယ်ပြီးရင်ကျွန်တော်ဘာလို့ရမလဲဆိုတော့အဲ့လောက်ပါပဲเนาะအဓိကတော့ interview ဖြေတဲ့အချိန်မှာအောင်မြင်နေဖြေနိုင်တော့အလုပ်ကအခက်အခဲတော့မရှိပါဘူးအဲ့တော့ typing လေးရမယ် skill ဆိုတာအရင်ပြောတယ်မလို့ဗျာ interview မှာသူတို့ဖတ်ခိုင်းနေဆိုင်နေပါဖတ်လို့ရမယ်သူတို့ပြောရလေးမှာဘယ်ကလာလဲဘာလို့လဲတက်ဘလော့ရှိပြီလဲဘာလို့ဖူးလဲအဲ့လိုမျိုးလေးမေးနိုင်ဖြေနိုင်ရပါပြီဟုတ်ပြီဒါနောက်တော့ကျွန်တော်ဒီ Telegram username ပေါ့နော်အကယ်၍ကျွန်တော်မဆက်တွေ့ဘူးဆိုရင်ကျွန်တော်ပြန်ဆက်တွေ့ပြရအောင်ကျွန်တော် Telegram username လေးတော့ထည့်ပေးပါအဲ့တော့ Telegram username ကျွန်တော်ထည့်လိုက်ပါနော် sorry အဲ့မှာကျွန်တော်ရဲ့ဒီ username လေးပဲထည့်လိုက်ပါပေါ့နော်โอเคကျွန်တော်ပြီးလို့ရှိရင်အခြားထည့်သလိုအကြောင်းအရာဥမာကိုယ့်အလုပ်ကခေါ်တဲ့ကန့်သက်ချက်တွေရှိတယ်ဥမာထားပါတော့အစမ်းကန့်ဘယ်နည်းရှိတယ်ရက်ပေါင်းဘယ်လောက်ရှိရပါညာအဲ့လိုမျိုးတွေဒီအောက်မှာထည့်ပြီးလို့ရပါတယ်ကျွန်တော်ကတော့ဒါအဲ့လိုမျိုးမထည့်တော့ဘူးเนาะရက်ပေါင်းတော့ပုံမှန်တိုင်းကျွန်တော်ရှိမှာ15ရက်ဖြစ်ပါတယ်15ရက်နေ့လာထုတ်တာဖြစ်ပါတယ်အဲ့တော့ကိုမှအခြေခံနည်းနည်းလေးရှိတယ်အတွေ့အကြုံရှိနေပူကောင်းတော့ဗောဒါအတွေ့အကြုံရှိတဲ့လူတွေကတော့လာစာပို့ပြီးတော့မျှော်မှန်းလို့ကောင်းတယ်ဗောနော်ပြီးရင် EEC လောက်ရတဲ့အလုပ်ဖြစ်ပါတယ်ကျွန်တော်လုပ်ကတော့အရင်ကောင်းမစားဘူးဗောနော်ဒါပေမဲ့ဟိုပြောဝင်ငွေရင်မကျန်းတယ်လို့အရင်နဲ့ပင်ပန်းတယ်လို့မဟုတ်ဘူးเนาะပဲအဲ့တော့ကျွန်တော်ဒီလို form လေးဖြည့်ပြီးရတယ်ကျွန်တော်ဒီမှာ submit နှိပ်လိုက်ပါဒါအလုပ်ခေါ်လူပေါ့เนาะအလုပ်ခေါ်လူလောက်မယ်ပိုင်းလေးပါအဲ့တော့ကျွန်တော် submit နှိပ်လိုက်မယ်ဒီနေရာလေးပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ဒါအလုပ်ခေါ်တဲ့ form လေးဖြည့်ပြီးပေါ့เนาะအဲ့တော့ကျွန်တော်ကတကယ်လို့အလုပ်လျှောက်တဲ့လူတွေက form လေးမှာလာပြီးတော့တွင်းလာတဲ့အချိန်ကျွန်တော်ကဒီအလုပ်ခေါ်ထားတဲ့လူတွေရဲ့အချက်လက်ကိုဖတ်ညှိပြီးတော့ကျွန်တော်ပြန်ပြီးချိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ username ကိုဆက်သွယ်လို့ရသလိုကျွန်တော်ရဲ့ channel လေးတွေကိုလည်း join လာဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်